ကျက်ကော့ရွာအမြင့်3244ปีကျေးရွာဖြစ်ပါတယ်။နောက်တစ်ရက်ဒီဇင်ဘာလ6ရက်နေ့မှာကျက်ကော့ရွာမှရောပါမီရွာတို့ဆက်လက်ထွက်ခွာပါတယ်။ဒီကပညာရေးအဖွဲ့အားလက်ခံမှုပြရမှုခြင်းဖြစ်ပါတယ်။ကျက်ကော့ရွာမှနည်းနည်းစောစောထခီးနေခဲ့တဲ့အခါမှာကျက်ကော့နဲ့ရောပါမီကြားမှာတော့အထက်ထက်တောင်းအသေးသေးကိုဆက်လက်လုပ်ခဲ့ရတယ်။ အိတ်ကြိုင်ခဲ့ကျက်ကော့ကနေရောပါမီရောက်ဖို့အတွက်လက်ဆိုင်တဲ့ဒေါသင်တောင်တန်းကြီးတွေဖတ်တန်းကြီးတဲ့နေရာမှာနာမည်ကျော်နန်းစလင်ချောင်းကူကျိုးတရားကိုရောက်ပါတယ်2009ခုတောင်တဲ့အဖွဲ့သွားစဉ်ကတော့နန်းစလင်ချောင်းကိုချောင်းကျဲတဲ့နေရာနေပြီးတော့ပြည့်ရဖြစ်ပါတယ်အခုဒီချိန်မှာတော့ရခိုင်ကျိုးတရားဟောင်းဟာဒေသခံတို့ကမတော်ရဲတော့အောင်ပြည့်စည်နေဖြစ်တဲ့အတွက်ကြောင့်ကျိုးတရားအစ်ထိုးတဲ့နေရာကိုရောက်သွားပါတယ်။ဒီကျိုးရတဲ့ဆောင်တော့အလျားပို့တိုးတော့ပါတယ်။ဒါပေမဲ့အန်ဒီကတော့ဒီနေ့ဖြစ်ပါတယ်။ဒီလိုကခုပြတဲ့နောက်အခွေလုံးဖြစ်တာနည်းနည်းကိုပြရတဲ့ဖြစ်ပါတယ်။ကျွန်တော်ဖေရရပါမိပါကိုနည်းနည်းတော့ဆက်ရှိတယ်။ရပါမိမှာရှိတဲ့ထေရဝါဒဗုဒ္ဓသာသနာ့ကျောင်းအတွက်အလူပစ္စည်းများ
လုံးဝစိတ်မကုန်ပါရေကကွက်အောင်မိုးစတဲ့ပေါပေါကြောင်သာတွန်တီစီတီသာလားအမေစမြနဲ့နာဆောင်အိုကိုရှိတဲ့ချာမေပေးမမို့စင်တစတော့တဲ့ကကောင်းလာတိုက်အိမ်တလုံးနဲ့မလဲတော့ဘူးရှင်နေဦးမဲကံရတော့စံချာနဲ့ဝမ်းမဆိုအခုရတော့ရလောကစီစင်မပြေနဲ့မလဲဘူး ရွာထွက်ကလေးကတော့ဟာနဲ့တစ်ထက်နဲ့ပြီးတော့တောင်တွေကလည်းမြင့်တစ်ထက်ပိုမြင့်လာပါတယ်။ဆောင်းရသည့်အေးတန်းကိုလည်းပို၍ခံစားလာရတဲ့ဒေါ်စခန်းများဖြစ်ပါတယ်။ခမကသူ6စခန်းရောက်ရှိတဲ့ခါမှာတဲများထိုးရန်ပြင်ဆင်နေမှုဖြစ်ပါတယ်။ဒီစခန်းဟာကြောက်ကနန်းများရှိတဲ့ချောင်းလို့အထည်ပြရတဲ့စခန်းဖြစ်ပါတယ်။ဒီတော့မှချောင်းရည်များခတ်ရပါတယ်။ထင်းခွေရပါတယ် တကောင်းလုံးမင်းလာကြည့်တော့တငယ်ချင်းမဟာကောနာပုံလေတောင်းဆူလာကောနာနောက်အငယ်ကောင်းအတူတချင်းနဲ့စားရတို့ရဲ့နွားနှကောင်အမေရဲ့သားတော်မောင် ဒီဇင်ဘာလ9ရက်နေ့မှာခမောက်သူချောင်းစခန်းနေပြီးတော့တီရှိတီချောင်းစခန်းကိုဆက်လက်ထွက်ခွာရတာဖြစ်ပါတယ်ခမောက်ကသူချောင်းစခန်းကိုကြော်ရမ်းတဲ့ပြိုင်နဲ့အလွန်မဆောက်တဲ့တောင်ကြီးများကိုစတင်တက်ရပါတယ်ဒီနောက်ပိုင်းတက်ရတဲ့တောင်တွေမဆောက်လုံးတဲ့အတွက်ကြောင့်ဒေသခံတို့ကတောင်နာမည်တွေကိုဖင်မြင်တောင်ထမိန်မိုးတောင်စသဖြင့်နာမည်ပေးထားပါတယ် လာရဲ့အော်ကတိတ်စိန်ညာရေမအမေရဲ့တရားသာနာလူဟာဘလို့ဒီတဲ့ရှင်လဲဘယ်လိုများဆုံးရနိုင်လဲအခုရတာရဲ့လောကစီစဉ်ဘလို့ကြာကြာမြင်လဲလူဟာလောမတရား အသက်65နှစ်ရှိပြီဖြစ်တဲ့ဖွဲ့ကောင်းဆောင်ဆရာမကြီးဒေါက်တာခင်မင်းဝင်းကလည်းဇွဲတတိအပြည့်အဝနဲ့တက်ရောက်ပါတယ်။သူနဲ့လိုက်ပါတဲ့အဖွဲ့သားတွေအတန်တိတ်သွားလို့ရှိရင်သူကိုယ်တိုင်ဥဆောင်ပြီးတော့သချင်းများဒီဆိုလေးရှိပါတယ်။တောင်အမြင့်ပိုလာပြီးဖြစ်တဲ့အတွက်ကြောင့်ဆောင်းရောက်တဲ့အေးတန်ကလည်းပုံမပြင်းထန်လာပါတယ်။ ဘာကစီတစုံပွားမောင်လာရဲ့အော်ကတဲ့စိန်ညာရေမအမေရဲ့တရားသာနာလူဟာဘလို့ဒီတဲ့ရှင်လဲဘယ်လိုများဆုံးရနိုင်လဲအခုရတာရဲ့လောကစီစဉ်ဘလို့ကြာကြာမြဲလဲလူဟာလောကတရားနဲ့ဒီစီတီချောင်းစခန်းကိုညဘက်မှဝင်ရောက်ကြတာဖြစ်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့မနေ့မှာဒီစီတီချောင်းစခန်းကနေပြီးတော့ရေခဲသက်စခန်းကိုထွက်ခွာပါတယ်။လောကတီများကိုသင်ကြားနေပုံဖြစ်ပါတယ်။မြင်းပေ9685ပေရှိတဲ့ဒီစီတီချောင်းစခန်းနေပြီးတော့ပေပေါင်း1800မြင့်နဲ့ရေခဲသက်စခန်းကိုတက်ရောက်ရတာဖြစ်ပါတယ်။2009ခုနှစ်ကရေခဲသက်စခန်းမရောက်ခင်ကတာဝေါ်တီချောင်းစခန်းမှာတညတာဂျန်နာပေပဲဒီတစ်ခေါက်မှာတော့ကတာဝေါ်တီမှာမရနာတော့ပဲနဲ့ရေခဲသက်စခန်းရအောင်တစ်ဆက်တည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်စိတ်မစင်ရဘူးဒီတို့အိမ်တကောင်းလုံးမလာကြည့်တော့တငယ်ချင်းစိတ်မစင်ရဘူးဒီတို့အိမ်တကောင်းလုံးမလာကြည့်တော့တငယ်ချင်း ရ
ထပ်ပြန်ရင်မြောက်ဘက်ကိုဦးတီလဲကသားပေါရရစီ